မျက်နှာပေါ်မှာကောင်းကြီးမုံနေတာလိမ့်ထားလိုက်တရေကမင်းကိုလုံးဝမြင်နိုင်တော့မှာမဟုတ်ဘူးဒီလူတွေကတော့တရေမှာသူတို့ကိုမမြင်တော့ဘူးဆိုပြီးတဟားနဲ့ရေးနေကြတာသူတို့တော့မှဖားဖြစ်နေလဲဆိုတာလုံးဝသတိမထားမိကြဘူးတရေမှာခေါင်းလေကြည့်လိုက်တဲ့အချိန်မှာလေထဲမှာပြန်နေတဲ့မျက်မှန်အမိတစ်စုံကိုတွေ့တော့ပြီးစက္ကန့်မဲ့အတွင်းမှာပဲဆွဲယူလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲဒီလူတစ်တိုက်ကတော့โอเคကုန်းနဲ့တခြားတဲ့နေရာကိုခိုးဆောင်ခိုးဝိုင်းပုံးပထွက်သွားကြပြီလေပြင်မကပျောက်သွားပြန်ဆိုတော့တရေမှာလည်းအဲ့ဒီနေရာမှာနေယူမကက်ဖြစ်သွားတော့သူတို့၃ယောက်လည်းအခွင့်အရေးရအောင်ထပ်ပြီးဖို့ကြိုးစားကြပြီမဲ့ကန်ဆိုးချင်တော့သူတို့တင်ပါတဲ့ကနေရက်နဲ့သွားပုံပြီးဘောင်းပြီးပေါ်ကကောက်ငင်းပုံတွေအကုန်ပြောင်းသွားပါလေတော့နောက်ကစက္ကန့်မှာတော့ဘွေးဦးနေတဲ့တင်ပါကြီးကတရေမှမျက်နှာရှိတက်တက်ရောက်သွားတော့တာပဲဒီလိုအသက်လူရမယ့်အရေးကြီးအချိန်မှာတော့တငယ်ချင်းနှစ်ယောက်ကကြောချင်းကပ်ပြီးအဲ့ဒီတင်ပါကိုအမိရဖုံးပိတ်လိုက်ကြပါတယ်ဒါနဲ့ပဲတရေမရဲ့အသေးရစရာလိုက်လံဖန်စီမှုကနေတိတိလေးလွတ်မြောက်ခဲ့တာပေါ့ဒါပေမဲ့အချင်းကြီးကအစိုးဆုံးဖြစ်နေတော့မှာပဲအတူမကြတဲ့အဖွဲ့ဝင်ကထပ်ပြီးအလွဲကြီးလွတ်ပြန်ပါပြီဒေါ်ဒေတာကလူတန်ကြီးကသူ့ကိုတခြားတဲ့နဲ့ကန်ထုတ်ပြီးကြဲလိုက်လို့ဒီလိုယုံရင်းဆန်ကန်တွေဖြစ်ပြီးတဲ့နောက်မှာတော့နှစ်ယောက်ကချွေးတီပြန်နေပြီလေဘာမှမစင်စားပဲလက်နဲ့မျက်နှာကချွေးကိုတုံးလိုက်မိတဲ့အချိန်ခေါင်းလဲလှည့်ကြည့်လိုက်ရောတရေမနဲ့မျက်နှာချင်းဆိုင်တက်တက်ကြီးတိုးပါလေရောအဲ့ဒီအချိန်ကြီးသူတို့ကဘာဖြစ်လို့ဖြစ်နေမှမသိသေးဘူးမျက်နှာပေါ်ကကောင်းကြီးမုံတွေကပြောင်းစင်သွားပြီဆိုတော့တရေမကသူတို့ကိုအတိုင်းနာမြင်နေရပြီလေပြီးစရာလက်မရှိတော့ဘူးဆိုတာတီးသွားတဲ့အခါမှာတော့တယောက်ကစွန့်စားပြီးရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်ပါတယ်嘿媽啦都冇玩嘅又話搽糯米粉會隱形喎搞到成個雪人咁樣連個湯屋都係扶你為一個聖誕咩အပြင်ပန်းမှာတော့ဘာမှမဖြစ်တယ်လို့တီးတင်းကြီးနဲ့ဟန်ဆောင်နေပြီမဲ့တကယ်တော့သူ့တငယ်ချင်းကိုအမြန်ပြေးတော့ဆိုပြီးမျက်စိနဲ့အတင်းအချက်ပြနေတာပါဒါပေမဲ့မျက်စိပိတ်ထားရတဲ့သူ့တငယ်ချင်းကတော့ဒီအစီအစဉ်ကိုဘလို့မှနားမလည်နိုင်ပဲရဲစရာအလွဲတွေဆက်ဖြစ်နေပါတော့တယ်走玩咗我成晚啊而家先至叫我走你有冇良心㗎有冇良心㗎你講啊講